Hello အားလုံးပဲမင်္ဂလာပါလောင်းကင်းချန်နယ်ကြိုလိုက်ပါရကဲလောင်းကဗီဒီယိုမနေ့တနေ့လောက်ရှိပြီပေါ့နော်ဒါပေမဲ့ဒီနေ့အရင်ကြီးတာတခုပြောရှိပါတယ်ဘာလဲဆိုလို့ရှိရင်လောင်းနဲ့တူတူ game ဆော့ကျင်နေဆိုလို့ရှိရင်လောင်းမို့တခုအသိပေးချင်တာလေးတခုရှိပါတယ်အဟာဘာလဲဆိုလို့ရှိရင်လောင်းနဲ့တူတူ game ဆော့ချင်နေဆိုရင်လောင်း YouTube မှာ hidden account တခုဖွင့်ထားပါတယ် account နာမည် hidden account မဟုတ်ဘူးလောင်းရုပ်ပါတယ်ဒီနေ့မှဖောက်ထားတာပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ဟိုပါပေါ့နော်ဟိုဖြစ်တယ်အဲ့အကောင့်တွေ့သွားတဲ့လူပထမအချက်လောင်ဝန်းနဲ့တူတူဗီဒီယိုတွေမှာပါလို့ရမယ်ဗီဒီယိုတစ်ပုတ်လောင်ဝန်းတက်တင်ပေးမယ်တာဝါခုန်တာဖြစ်ဖြစ် pro hiver ဆိုတာဖြစ်ဖြစ်အဲ့လိုမျိုး RP တခုဆိုတာပဲဖြစ်ဖြစ်အမှားကိုလောင်ဝန်းနဲ့တူတူစော်ခွင့်ရမယ်လောင်ဝန်း3ယောက်ရွေးချယ်မယ်ဒုတိယအချက်လောင်ဝန်းကိုပါစင်နေဆိုရင် subscribe နှိပ်ထားပြီးတော့အဲ့ hidden account ကိုရှာပေးရမယ်တတိယအချက်ဒီဗီဒီယိုအောက်မှာပဲအဲ့ဒီ hidden account app ကိုရေးပေးရမယ်တကယ်လို့ကိုယ် subscribe လည်းနှိပ်ထားပြီး hidden account app ကိုပဲရေးပေးထားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ account ကိုလာဝန်းကိုလာပေးလို့ရပြီလာဝန်းကိုလာပေးပြီးရင်လာဝန်းအဟာကိုမဲပြန်နှိုက်မယ်လာဝန်းအထားလိုက်အခါကျရင်မဲပြန်နှိုက်လိုက်မယ်အဟာကိုရတဲ့လူကိုလာဝန်း3ယောက်ကိုရေးပြီးတော့ဖောက်ပေးမယ်ပြီးလို့ရှိရင်လာဝန်းကို Roblox မှာ photo ထားတဲ့လူတွေအကုန်လုံးကိုလည်းမဲနှိုက်ပေးမယ်ပြီးရင် account လက်ခံပေးမယ်နောက်ဆုံးတစ်ချက်ကကြတော့အမှားလောင်ဝန်းရုပ်ပါတဲ့အတွက်ကိုကအရန် lucky ကောင်းမယ်ဘာလို့ဆိုတော့လောင်ဝန်းနဲ့တူတူဆော့ရသလိုလောင်ဝန်းရဲ့ request ကိုလည်းရမယ်ပြီးရင်လောင်ဝန်းရဲ့ရုပ်ကိုလည်းမြင်ရမယ်အခုလောင်ဝန်းကဗီဒီယိုပြန်တင်ရတဲ့အကြောင်းအရာကြတော့လောင်ဝန်းအရန်ဗီဒီယိုမတင်တာလည်းကြာပြီး idea တွေလည်းမထွက်တော့ဘဲနဲ့တစ်နှစ်တောင်ရှိသွားပြီလောင်ဝန်းအလဲမှာဘာတွေဖြစ်နေလဲဆိုတာတော့မပြောပြချင်ဘူးအဲ့ဒါကြောင့်မလို့လောင်ဝန်းကိုတိုင်းပေးတပိပါပြီး subscriber လေးပြန်လိုချင်တဲ့အတွက်လောင်ဝန်း subscribe လေး button လေးအမြဲနှိပ်ထားပေးပါလောင်ဝန်း 1k ပြောင်းအမြဲစူးစမ်းနေပါမယ်ပြီးရင်အဲ့လိုမျိုး activity တွေလည်းအများကြီးလုပ်ပေးပါမယ်အဲ့လိုမျိုး game ဆော့ရာတွေပြီးရင်တူတူ game ဆော့ရာတွေ party တွေလည်းအများကြီးထပ်လုပ်ပေးပါမယ်တကယ်လို့ကိုကပါဝင်စနေဆိုလို့ရှိရင်တော့အပိပါလာဝန်းကိုအမြဲတမ်းကြည့်ပေးပေါ့နော်လာဝန်းကအရင်ကြီးထူဘာမှတော့လှုပ်တဲ့လူမဟုတ်ဘူး game နဲ့ဆော့တာများတယ်ပေါ့နော်ဒါကြောင့်မို့နောက်ပိုင်းကျရင် activity တွေပုံများလာမယ် dress to impress မှာရှင်တို့အများဆုံးပြောရတာဆီယာမဆိုတော့နောက်ဗီဒီယိုမှာလာဝန်းဆီယာမပုံစံ dress to impress မှာဝတ်ပြမှာဖြစ်ပါတယ်ကဲအဲ့တော့နောက်ဗီဒီယိုလဲစောင့်မျှော်ရင်းနဲ့လာဝန်းဒီနေ့ပြောချင်တဲ့စကားလာဝန်းရဲ့ hidden account ကိုရှာပေးကြပါအဲ့ဒီ hidden account ကိုတွေ့ရလူလောင်နဲ့တူတူစော့ခွင့်ရှိမယ်လောင်ဝရုပ်ကိုမြင်ခွင့်ရှိမယ်လောင်ရဲ့ follow request လက်ခံခွင့်ရှိမှာပဲဖြစ်ပါတယ်ပြီးရင်အဲ့တွေ့တဲ့လူပဲလောင်ရုပ်ကိုကြည့်ရှိမှာပါဒါပဲပါ bye bye I love you